United ရဲ့နီးပြတဲ့ဘယ်သူတွေဖြစ်လာနိုင်တယ်လဲမင်္ဂလာပါဗျာ Rashford ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United ရဲ့နီးပြ Ruben Amorim တယောက်14လအကြာမှာပဲယာရူကနေထုတ်ပယ်ခံလိုက်ရပါပြီ Silent Ferguson အနားယူပြီးနောက်ပိုင်း9ယောက်မြောက်အမြဲတမ်းနီးပြကိုရှာဖွေရတော့မဲ့ United တို့ဘယ်သူကိုခေါ်မလဲဆိုတာကစိတ်ဝင်စားစရာပါလောလောဆယ်မှာတော့ U18 နီးပြ Darren Fletcher ကယာယီကင်တွယ်ထားပေမဲ့အမြဲတမ်းနီးပြအတွက်ရေပန်းစားနေတဲ့သူတွေထွက်ပေါ်လာပါတယ်အဲ့လူတွေကဘယ်သူတွေလဲဆိုတာနဲ့ဖြစ်နိုင်ခြေရှိမရှိဆိုတာကိုအပိုင်းလေးပိုင်းခွဲပြီးသုံးသပ်တင်ဆက်ပေးသွားပါမယ်။အပိုင်းသစ်အနေနဲ့ကတော့လက်ရှိကလပ်အသင်းလက်မဲ့ဖြစ်နေသူတွေပါ။ထိပ်ဆုံးကပြေးနေတာကတော့ Enzo Maresca ပါ။သူကပြီးခဲ့တဲ့အပတ်ကမှ Chelsea နဲ့လမ်းခွဲထားတာပါ။ Stamford Bridge မှာပထမရာသီမှာတင် Conference League နဲ့ Club ကဖလားရယူပေးခဲ့တဲ့အီတလီနီးပြဖြစ်ပါတယ်။ Man City က Guardiola ထွက်ရင်အစားထိုးဖို့စောင့်ကြည့်နေကြပေမဲ့ United ကလက်ဦးသွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါ။နောက်တစ်ယောက်ကတော့ Gareth Southgate ပါ။ရူ2024အပြီးမှာအင်္ဂလန်နီးပြဘွားကအနားယူထားတဲ့ Southgate ကို United ဘုတ်ဖွဲကသဘောကျနေတာကြားပါပြီ။ဒါပေမဲ့သူကိုယ်တိုင်ကကလပ်အသင်းတွေကိုကင်တွယ်ခြင်းသိရှိမရှိကတော့မသေးကြသေးပါဘူး။အပိုင်းနဲ့အနေနဲ့က Premier League မှာလက်ရှိစွမ်းဆောင်ရည်ကောင်းတွေပြနေတဲ့နီးပြတွေပါ။ပထမဆုံးက Crystal Palace နီးပြ Oliver Glasner ပါ။ပြီးခဲ့တဲ့ရာသီက Palace ကို FA ဖလားရအောင်ယူထားပေးပြီးဒီရာသီကုန်မှာစာချုပ်ကုန်တော့မှာပါ။သူကခန်းစစ်3အောင်တန်း3လေးရှိပေမဲ့တကယ်တမ်းသူ့အကြိုက်က442လို့ပြောထားဘူးတာမို့ United နဲ့ကိုက်ညီနိုင်ပါတယ်။နောက်တစ်ယောက်ကတော့ Unai Emery ပါ။ဘီလာကို3နှစ်အတွင်းမှာချန်ပီယံလိဝင်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့ပြီးအခုဆိုရင်အာဆင်နယ်နဲ့မန်စီးတီးကိုရှင်းပြီးအမှတ်ပေးစရာထိပ်ဆုံးမှာဖိအားပေးနေသူပါ။သူ့ကိုဆွဲဆောင်နိုင်ဖို့ကခက်ပေမဲ့ United ဘက်ကသာကမ်းလှမ်းလာရင်ဖြစ်လာနိုင်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဘုံမောင်နီပြအန်တိုနီအီရာအိုလာပါ။သူ့ရဲ့မှတ်တမ်းက United ပရိသတ်တွေအတွက်အိမ်မက်ဆိုးပါပဲ။ Old Trafford ကို3ခေါက်လာကစားပြီး2ခေါက်နိုင်ထားသလိုပြီးခဲ့တဲ့လကပဲ4-4နဲ့တည်ကြအောင်ကစားပြခဲ့သူပါအပိုင်း3အနေနဲ့ကနိုင်ငံလက်ရွေးစင်နီးပြတွေပဲဖြစ်ပါတယ်2026ကမ္ဘာဖလားနှစ်ဖြစ်တဲ့အတွက်နိုင်ငံအသင်းနီးပြတွေကိုခေါ်ဖို့ကတော့နည်းနည်းခက်ခဲနိုင်ပါတယ်အင်္ဂလန်နီးပြ Thomas Tuchel ကတော့ကမ္ဘာဖလားရယူဖို့ပြင်ဆင်နေပေမဲ့စာချုပ်တက်တန်းတိုးဖို့မတိကျသေးပါဘူး Premier League နဲ့ရင်းနှီးပြီးအရေးချင်းရှိသူမို့ United သာကမ်းလှမ်းခဲ့မယ်ဆိုရင်စိတ်လှုပ်ရှားစရာပါနောက်တစ်ယောက်ကတော့ Mauricio Pochettino ပါလက်ရှိအမေရိကန်နီးပြဖြစ်နေပေမဲ့ကမ္ဘာဖလားပြီးရင်တော့ United ကိုရောက်လာနိုင်ခြေရှိပါတယ်နောက်ဆုံးပိုင်းလေးကတော့ယာယီနီးပြရဲ့အခွင့်အရေးပါစီနီယာတွေးကြုံမရှိသေးတဲ့ Darren Fletcher အမြဲတမ်းနီးပြဖြစ်လာဖို့ကဖြစ်နိုင်ခြေတော့အတော်နည်းပါတယ်ဒါပေမဲ့ဒီကြားကာလမှာရလက်ကောင်းတွေရယူပေးနိုင်ရင်အသင်းပေါ်အောင် Ole Gunnar Solskjaer လိုမျိုးအမြဲတမ်းနီးပြဖြစ်လာနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါညီကရိုအနေနဲ့ဆိုရင်ရော Maresca လား Southgate လားဒါမှမဟုတ် Premier League အတွေ့အကြုံရှိတဲ့နီးပြတွေကိုလိုချင်တာလားစိတ်ကြိုက်နီးပြတဲ့ကဘယ်သူဖြစ်လာမလဲဆိုတာကို comment မှာရွေးချယ်ပေးခဲ့ကြပါဦး